ငါသာဆိုရင်တော့ငါသာဆိုရင်တော့ကျင်းကြီးစတဲ့ထက်ရိပ်ပြမှာ ဘာပြောမယ်ညီမအမေကိုကျွေးမချူပြောနေတာနောက်ကသူ့ယောက်ျားကြားဆိုဆဲလိမ့်မယ်မလုံးမလား ယောက်ျားရတယ်အဖေတော့ကိုရှိတယ်မင်းနဲ့မြန်လဲဟိုနောက်ကဟေးလေ ကဲတော့ကိုပြောင်းသွားပြီးတော့ ဒီခုံမောရှိနေတယ်ရောက်ပြီ ကောင်းခါချီလက်ကျူးပြီးတော့တင်းရင်စက်သုံးရလောက်တစ်ခါလိုက်ကြရအောင်ရှင် နေစက်ကြတော့ဖက်ကလို့ပြရလား တင်းရင်စက်ကြတော့ခွဲကရင်ရိုင်းနေမှာပေါ့ အဲ့တော့ဘာလို့တော့ဘယ်လိုကောက်မှာလဲ ဟိုရင်းနဲ့တင်နေကြငါကတ်တယ်ဟိုဆက်ကတော့ငါမကတ်တာဘူးတော့ရင်းနဲ့တင်နေကတ်ကြတော့ဒီလိုရှိတယ် ဘယ်လိုလဲ ဟိုဒိုးစရာကြီးကျွန်တော်လေအောင်လန်ကြီးလေးလုပ်ပေးတာမှာအောင်လန်ကြီး ဘလို့ကြည့်ပါ ဘလို့နဲ့အောင်လန်ကြီးတွေရဲ့ကွာမလို့အော်မတိရှောင်းအဲ့တော့ကျွန်တော်ဘလို့ကြီးလေးနဲ့ပထမရန်ကလေးကပြ အရှင်က ဘလို့နဲ့ခွဲပြနော်ရန်ကလေးလာမယ်ဘလို့ကြီးနောက်ကနေပြန်ထွက်လာပြီလားလဲ အမလေးငါလေးလေးရထွက်ကြအောင်မရှိဘူးနောက်တင်ရတော့ကတာ တင်းကြတော့ဘယ်လိုကောက်မှာ တင်လည်းမကတ်တော့ဘူးလားမလေးသင်ကတ်တယ်လွယ်လွယ်လေးအခုကျွန်တော်ဘလို့ကြည့်နေလို့ပြီဖေလေးကလည်းမက်ဆီလောက်လေ ဟုတ်တယ်ငါမဆီလောက်နဲ့ဆေးဦးလောက်ရှိတယ်ငါအဲ့ဒါတော့ကြတော့ကိုနည်းနည်းကကျင်နေတာဟုတ်တယ် ဘာပြောလဲကဲတော့ကိုတင်းရင်စက်တော့တော့တစ်ခါလိုက်ကြရတက်တက်ချင်းဘလို့တော့တက်တက်ချင်းဘလို့တော့ဒါမှရှင် ဟုတ်ပြီလား အလသမားကြီးကိုမိတ်ပါပြီ ဟေးဒီနေ့မောင်နဲ့တွေ့ရတော့ဒါရပြီအလသမားကြီးကိုမိတ်ပါပြီဒီနေ့မောင်နဲ့တွေ့ရတော့ဒါရပြီဒီနေ့ရောက်ချင်လို့အလသမားကြီးကကျွေးနေတယ် လာပြီလားသိရင်တော့ကိုပြောလို့ထားတာလိုက်ပါပြီလေကောလိုက်ပါပြီငါတော့နိုင်နေတယ်ငါတော့ငါတော့နိုင်နေတယ်လမ်းဖက်ပြလိုက်ပါအဲ့ဒီရောတရားလုံးဒီညီလေးအလားဆုံးဖြစ်နေတယ်လာပါလေဆုံးနေမှာနှာခေါင်းကြီးကမိုက်ဆုံးနေသူနေတယ် ဒီကိုရေအေးညီလေးကျေးဇူးပါကွယ်နော်အဲ့တော့မင်းပေါင်မဝယ်ထားမယ်ထင်ရငါတို့ကိုဆုချတဲ့အတွက်ဟုတ်ဘူးဟိုစစ်တော့ပြရမလားဟောကျေးဇူးပါကိုရဲ့ကျွန်တော်လည်းဒါအလကားမလုပ်ပါဘူး မလုံးပါတော့ ဒီ900နဲ့ကျွန်တော်4သိန်းစီအောင်လုပ်လိုက်ပါမယ် ဘလို့လုံးပါ မနေ့ကကျွန်တော်တက်ထိုးပလိုက်မယ် ဒီတော့လည်းတကယ်လားလို့ဒီဘက်ကတော့ကျွန်တော်တကယ်မလုံးပါဘူး မင်းကဘာလုပ်မှာတော့ ကျွန်တော်ကတော့နေကြကျွန်တော်တယောက်ရှိပါ ကတော့နေကြတရား ဟုတ်ပါလေ အေးကတော့ဘုရုကတော့လားတော့ဘယ်ကတော့ပါမတူကတော့ တကုံးပြီးရပါ ဟုတ်တယ်ဘုရားနောက်မှာဟွာတွေရှိတယ်ကွာဟိုပါတော့အဲ့ဒါမှဘိုးတွေရှိတယ်အဲ့တော့မင်းမင်းကမောပြီ ဒီလိုရမောပြီ အဲ့တော့မင်းနာမည်ကြီးမင်းသားတော်ကကြားပါတယ် ဟောဟိုတာမှာဖေလုံးမသား ပထမတန်း အေးပထမနဲ့ ဟောကိုမြောက်စားတဲ့ကောင် ဟောပြစိန်ဟောလက်စိန်တို့ရဲ့ကြီးလေး ဘယ်သူကလိုက် ဟုတ်တယ်မျက်စိ အပြန်ကမင်းလက်ခိုင်းပါဟဲ့မတ်တရားဟာကြီး ခွင့်ချီပါလက်ပလိုက်မယ် ဟုတ်တယ်ဒီဆိုကောင်လက်ခိုင်းပါလေအားကြောက်လိမ့်မယ်ကဲအဲ့တော့ မင်းသား မင်းသားဆိုတော့ဒီပါဦးငါဘာမှပြောလေဘူးဒီနားကြီးအေးလုံးဟန်လေးပါလေငါတော့ပြကံတော့ဘုံမကောင်မအဲ့တောင်ရှိယူမရရနဲ့ဘမိုးလင်းတော့ပါနော်အဲ့တော့အကိုကစုပ်ပေးမယ်စုပ်ပေးမယ်မင်းကအားဆိုတဲ့ထဲမှာမင်းရအောင်ကနိုင်လားကနိုင်တယ်နော်ရတယ်โอเคအဲ့တော့ကိုမျိုးကျွန်တော်လေဝါတာတပင်းလေးလုပ်ပေးတာမှာရေးတပင်းရေးတော့ဝါတာနဲ့တူကငါအင်္ဂလိပ်လိုပြောနေကြတယ်မင်းတို့ကပြောပြအဲ့လို့ရေးတပင်းတို့လေးအာဟုတ်တယ်ငါတို့လူမျိုးကိုဟုတ်တယ်ဟုတ်တယ်ဟုတ်ပါဆက်မယ်ဒီအောင်ခဏနေပါဦးကတာပါမင်းကတာလားဒီတဲ့ရက်နဲ့တော့ပြီးမူးနေတဲ့ပုံစံကြီးလားဒီတဲ့ရက်နဲ့တော့ပြီးမူးနေတဲ့ပုံစံကြီးတယ်ဒီချောင်းလုံးစမ်းပါကိုကျဲလို့ပါအေးဟုတ်တယ်အစိမ်းကျော်တောက်ကျော်ကြာကန်ကျော်ခောက်ဆဲအစိမ်းကျော်တောက်ကျော်ကြာကန်ကျော်ခောက်ဆဲဟဲ့ငါပြာရဲ့ဟဲ့ငါပြာရဲ့အတော့
ရက်ခုံးမုံတဲ့ကိုဆွဲပြုံးမှာ ဟုတ်တယ်ပြောလေ ခဏဒီမှာလူရှင်မအဆုပ်ကလုံးအပေါက်အပြဲအရီလောက်ကခိုင်းမှာတော့ဘလူလောက်ကကြမှာတော့ ညဘုရားနာမှာအကြီးချော့ဆို ကောင်းကားတဲ့မင်းသမီးခိုင်းတာမင်း မင်းသမီးကခိုင်းမှာကတယ်မှာပေါ့ ရှင်းတော့တုံးစီရှိ ဟာဘူဒူးလေးခိုင်းတာမဟုတ် ဘူဒူလေးလားမဲ ဘာဖြစ်လဲအားဘာဖြစ်လဲ ဘူဒူလေးဆိုတာ ကောင်းတယ်ဟာချာ ဘူဒူလေးဆိုတာသူကတင်ရာလားအမှန်တော့အိမ်မခေါ်လို့ခေါ်တယ် အိမ်မှာခေါ်စလို့ခေါ်တာ အိမ်ကြတော့မင်းဘလို့ခေါ်တယ်မှတ် ဘလို့ခေါ်တာ ပိုင်စုကသူ့ကိုခေါ်တာ အိမ်မှာခေါ်စလို့ပြောပြလိုက်ရ အမေ အမေဘာကြောင်ချက်တယ် ကဲခေါ်လေ ဟုတ်ပြီ အေးနိုင်ငံတော်ရှုံးနေတုံးစီရတာနော်အမေ ဟုတ်တယ် အမလေးခေါ်လေဘုံပြင်းနေကရှုံးနေတုံးစီရတာခံကလည်းဖလားရအောင်ယူလာတဲ့ကောင် ဘာဖလားတော့ ခိုင်းရစစ်ချ ဖလားရအောင်ယူလာတာ ဘယ်ရလဲ ဘယ်ယူလာလဲမှတ်တယ် ဘယ်ယူလာတယ် အောက်ကမောခိုးလာလေကလားကျော်ရမယ်ဒီလေးဟုတ်ပြီလား ပါမှာဟုတ်ပြီ ဟဲ့တို့ပေးလိုက်အစိမ်းကျော်တိုက်တော့ကျော်ကြာတန်းကျော်ထောက်စေအစိမ်းကျော်တိုက်တော့ကျော်ကြာတန်းကျော်ထောက်စေဟဲ့ငေါပြောင်းရဲ့ဟဲ့ငေါပြောင်းရဲ့အတော့ ဘလူးတော့ဟာ ဘာတုံးစီ ဘာကြီးတော့ဟာအတော့ ဘယ်နဲ့တုံးစီရတာ ဟဲ့ ဟဲ့ ငါဘူဒူးလေးကကြာနာသွားပြီ ပူတူးလေးကြောက်ကြမှာခေါင်းကြီးကြောက်တာကွာအယုကုန်ဆိုင်တယ်တဲ့ဒါပါဖြစ်တာဟုတ် ဒီလိုဆိုးအောင်ဟာကြီးရတယ် အဲ့ဒါကြပါပါလေပေါ့ငါဖိတ်တယ်မကောင်းဘူးပေါ့ ဘူတူလေးကိုကြောနေ မကြောကြည့်နဲ့သူ့စံနဲ့သူ့ရဲနေတော့ကြိုက်တယ်ဗျာ အမလေးဟဲ့ကနာယူနဲ့လေလူးနဲ့ခုမှတွေ့တယ် တနာယူနဲ့လင်နာယူอ่ะခုမှပဲအချီစိတ်ကြောက်သွားတယ်လေ အဲ့တော့တော့သူရှင်လည်းဘာမှသုံးဆောင်မရနော်အဲ့တော့ငါလည်းအိမ်သားတက်ချီအောင်မယ် ကိုကပြလေကိုကပြလေငါလည်းတော့ဒီအကြီးကဘလို့ကတ်တော့ပါလား ငါယောဂရှိတယ်မကတတ်တဲ့ယောဂအဲ့တော့ငါကမလား ကတ်ပါကတ်ပါ အော်မဆိုဒီကလေးကဒီဥစ္စာတွေလွတ်ရမှာဆိုတော့မှာမဟုတ်ဘူး ဟောမဟုတ်လား ဆိုင်စီက တော့ မတော်ကောင်းမှာကြောက်ကိုလေစိုးပေးသမှာ ဘယ်လိုဆိုအောင်မ အခုနဆိုတဲ့တိုင်းလေး လဲငါချက်မှဆိုရဲ မဟုတ်ကလေးကလူကကြတော့ရမှာမဟုတ်ဘူးလေခုမှတိုက်ချတာဆိုတော့ တန်ဝင်းနေပါလေပြော အမလေးကိုခေါ်တဲ့စီကိုစားနိုင်ဖြစ်အောင်ကပြန်မယ် အေးကက ကြည့်ပါကြီးလားဖြစ်အောင်အမဟေးဒီတော့ပါ ငါပြီးကျော်ချမောင်ကျော် အမလေးဖေးလေးကငါပြီးတော့ချမောင်းကျော်တယ်အမလေးသူ့အိမ်ကြီးတာတွေရှောက်ရွေ့နေတာအိမ်ကြီးတာတွေရှောက်ရွေ့နေတာ ဘာကျော်တော့ အိမ်ကျော်လေဘာသာဆက်နေပြော ဟဲ့ဝါထားရ ဟောဟောတကယ်ပြောမှာ ဟဲ့ အိမ်ကနှစ်ဝိုင်းရှိတာဗျာနောက်ဘက်ဝဲလူနေတယ်အရှင်းဘက်ဝဲချမောင်းရဲ့စိုက်တယ်တဲ့ခရမ်းကြီးစိုက်တယ်တဲ့ ဒီဘက်ကရည်ရလူအကုန်မှတ်ထားနော် တော်တော်ပြည့်ပြည့်ပုံကောင်းနေဗျာ လက်ဖက်ချပါတိတ်မဟုတ်ဘူး ကျုပ်တို့ချမောင်းရဲ့သုံးလို့နိုင်မှန်နေတာချမောင်းကြီးကဒီးပြန်ပြီစိတ်ဆင်းရဲတယ် ဘယ်အဲ့ဒါသိသိရဲနေတာချမောင်ဒီမျိုးတော့ကိစ္စမရှိဘူး ဘာလို့တော့ ချမောင်ဒီမင်းမပြတ်ခင်ပဲပါလာတယ်မှတ်နေတော့ ဘာလာတော့ မင်းစီးဦးစီးလာတာဒီချောင်းကျွေးရမလို့စီးကောပင်ပေါ်လဲစားဖို့ရှိအောင် ဒီဦးဒီသုံးရင်လာလေအောင်မယ် အားလုံးက အဲ့ရှိရမကြီးနေမယ်ကြီးအရှင်နေကောင်းနေကြီးအကြီးဒီလေပေါ်ပြန်လို့ ဒါစိတ်ကျွန်းအားမဟာဘာချောချောမှာ အဖေအသိတော်တော့ပြောအသိတော်တော့ပြော အစိမ်းကျော်တောက်ကျော်ကြာစံကျော်စောက်ခွဲဘာတော့ ဆောက်ခွဲ ဘာတော့ မရင်မရှိတဲ့မြစ်တဲ့ဒွိတော့ပြလိုက်ရှင်လေ ဟောဗျာသိလဲသိသွားပါအောင်မယ်မြစ်ပြီးတော့ ရင်ရှိတဲ့မြစ်တဲ့ကနေမှာပေါ့ကွာဆောက်ခွဲလေ ဟောအေးဘဲတော့လို့ငါအားပြီးတော့ပြောပြီးတော့ အောင်းနေနဲ့ထွက်တာငါသုံးထွက်အုပ်ထွက်တာငါရှစ်ထိုးတာကိုလေးဘာမှဆိုင်ဘူးအောင်းနေနဲ့မိုးတယ်ဒီလေခေါက်ဆွဲဆောက်ခွဲမဟုတ်ဘူးနော်ဆောက်ခွဲဆိုရင်ငါအင်ဂျင်ညလိုက်မယ် အ
စိမ်းကျော်တောက်တောက်ကျော်ကြာစံကျော်ခောက်ဆဲအစိမ်းကျော်တောက်တောက်ကျော်ကြာစံကျော်ခောက်ဆဲဟဲ့ငံပြာကြီးဟုတ်လားဟုတ်တယ်အမ ဟုတ်တယ်ပြောတော့လေပုံဘူးရအော်ဒုက္ခပဲအမလေးဟဲ့အယူဆိုင်တဲ့ကငါလိုက်နေတယ်လေဒုက္ခအယူတွေ အေးကြားဆိုပဲကွာ အဲ့လို ကားပစီကလည်းမိုးလင်းသွားလဲအေးကူတူးလေးမြင်ပြီးတော့မဟုတ်လားအစိမ်းကျော်တောက်တောက်ကျော်ကြာစံကျော်ခောက်ဆဲအစိမ်းကျော်တောက်တောက်ကျော်ကြာစံကျော်ခောက်ဆဲဟဲ့ရေနန်းစီရေနန်းစီကဘာလာဒီတော့ ဖေရုံလည်းမရစတဲ့မောင်းနေဟာငါများကြီးကစိတ်ညော်တဲ့ထဲတယ်ဟာ